ဝတ်တာတုတ်တို့ကိုဆိုင်မှာဝယ်စားရတာအားမရတဲ့သူတွေအတွက်ယခုကျွန်တော်လုပ်ပြတော့ဝတ်တာတုတ်တို့တွေကိုကြည့်လိုက်ယုံတင်အရတာကိုခံမှန်းလို့ရမှာပါဒီနေ့မှာတော့တက်စင်မှုကိုအဓိကထားပြီးအရတာရှိစေမယ်ချက်နီလေးကိုမျှဝေပေးရင်အားရပါရစားပြသွားမှာဖြစ်လို့ဝတ်တာတုတ်တို့ကြိုက်တဲ့သူတွေအတွက်တော့ဒါဟာ share ဗီဒီယိုလေးတစ်ပုဒ်ပါပဲပထမဦးဆုံးအစစ်အနေနဲ့ဝတ်သားတွေကိုရေနိုင်နိုင်နဲ့စင်ကြယ်အောင်ဆေးရမှာဖြစ်ပါတယ်ဒုတိယအခေါက်အနေနဲ့စားရည်စနစ်မုတ်ရည်ထည့်ပြီးတော့ထပ်ဆေးပေးပါခင်ဗျာအခုလိုဆေးခြင်းအားဖြင့်ဝက်သားမှာရှိနေတော့အညစ်တွေပျောက်သွားမှာဖြစ်ပါတယ်အရသာအတွက်တော့အသားမုတ်ရယ်စားနှဲငယ်ရယ်ခရုစီရယ်ထည့်ပေးရမှာဖြစ်ပါတယ်ပဲငံပြာရယ်အနောက်ရယ်ပဲငံပြာရယ်အကြည့်ရယ်ထည့်ပေးရမှာဖြစ်ပါတယ်အဲ့ဒါပြီးရင်နှံ့အောင်လေးနေပေးပါခင်ဗျာကဲနှက်ပြီးဆိုရင်အရေးကြီးတာကဂျင်းရည်ကိုလည်းထပ်ထည့်ပေးရမှာဖြစ်ပါတယ်ဒါမှပဲအနက်မထွက်ပဲပွင့်မွေးလေးရရှိမှာဖြစ်ပါတယ်ကဲစားပြုတ်ပါမယ်စီချက်လေးနှဲငယ်လေးထည့်ပြီးတော့ပြုတ်ရမှာဖြစ်ပါတယ်ဒါမှပဲအနက်မမွေးနဲ့စားလို့ကောင်းမှာပါရေနှဲငယ်ထည့်ပြီးတော့အမွှေးကြိုင်တွက်တစ်ချက်ဘိုးခေါဖာလာစီအနှဲငယ်နဲ့အမွှေးကြိုင်တွေထည့်ပေးရမှာဖြစ်ပါတယ်ကဲအခုဆိုရင်ရပါပြီနူးအောင်ပြုတ်ပေးရမှာဖြစ်ပါတယ်ခင်ဗျာကဲဝက်သားပြုတ်ထားတဲ့အချိန်မှာကျွန်တော်အချင်းရည်ကိုစားပြီးတော့ဆက်ပါမယ်ငရုတ်ဒီစိမ်းရဲ့ကြက်တုံဖြူရဲ့ညက်အောင်ကြိတ်ပေးရမှာဖြစ်ပါတယ်ကြိတ်ပွားပြီးဆိုရင်အချင်းရည်စားဖြောပါမယ်ငရုတ်စီရဲ့မကြီးရည်ကိုကြိုပေးရမှာဖြစ်ပါတယ်အနှဲငယ်ပူလာပြီးဆိုရင်တကြားနှဲငယ်အချိုမုံငံပြာရည်ထည့်ပြီးတော့ဆက်ကြိုပေးရမှာဖြစ်ပါတယ်ကဲစူလာပြီးဆိုရင်ခဏတော့ကြိတ်ထားတဲ့ငရုတ်ဒီစိမ်းတွေကိုလည်းထပ်ပြီးတော့ကြိုပေးရမှာဖြစ်ပါတယ်ဒါမှပဲဘိုက်မောက်ဘိုက်မနာမှာဖြစ်ပါတယ်အမွှေးကြိုင်တွေနန်းနန်းပင်မှာတခါတည်းထည့်ပေးရမှာဖြစ်ပါတယ်ကဲခုဆိုရင်တော့တက်စင်လက်ဆက်ပြီးဆိုင်ရတာတိုင်ရပါပြီဝါဒါတုတ်တုတ်လေးတွေကိုအချီရစစ်ဆက်လေးနဲ့ထိုးစားလိုက်ရတဲ့အရာတာကတော့တကယ်ကိုပြည့်စုံလွန်ပါတယ်ကျွန်တော်ကတော့အခုပဲအားရပါရမမိန်ရှက်ရှက်စားလိုက်တော့မယ်တပရပူရီမှာအမြဲတမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ညှင့်ချက်နီးတွေမော့လုံနီးတွေမျှဝေနေတာမို့အတူရှိပေးကြပါအောင်ခင်ဗျာကဲကြောရဲ့ဗီဒီယိုကိုကျန်နေတတ်တယ်ဆိုရင် like share ဝေမျှပေးဖို့မေ့ပါနဲ့နောက်နေ့မှာပြန်လည်ဆုံတွေ့ကြပါမယ်ဆွေလန်းချမ်းမြေ့ကြပါစေခင်ဗျာ